ငယ်ငယ်ဖြစ်ပြီးတော့ခါကျကျမတို့ရအမျိုးသမီးတွေပေါင်းပြီးခါမှကျမရွာတွေမှာရှိတဲ့ပျက်စီးတဲ့အိမ်တွေတော်တော်များများတွေလုံးဝမနေရတော့အိမ်တွေလည်းရှိတယ်အနေအချင်းပျက်စီးတဲ့အိမ်တွေလည်းရှိတယ်အဲ့ဒါကိုပေါင်းပြီးတော့ရွာပရိုက်တာချိတ်ဆက်တဲ့သူရှိရရှင်ပစ္စည်းတွေနေရာမှာတော့အကုန်လုံးပါရှင်ပြီးတော့ကျမတို့ကအကုန်လုံးအတွက်ခုအိမ်ရတဲ့အကုန်လုံးပေါ့ကျမတို့ခုအိမ်မဟုတ်ဘဲနဲ့အကုန်လုံးအိမ်အတွက်ဝိုင်းပြီးတော့ဝါးတွေတဲတယ်တွက်တွေတဲတယ်ပြီးတော့တက်တွေလည်းတဲတယ်အကုန်လုံးပေါ့ဆောင်းမဲ့ပစ္စည်းပတ်မှန်တယ်များအကုန်လုံးဝိုင်းပြီးတော့တဲကြရရှင်ကျွန်တော်တို့နေအိမ်ဝိုင်းနေဆောက်လုပ်တော့မယ်ဆိုတာနဲ့ကျွန်တော်တွေကဒီအင်လီဒေတာမှာရှိတဲ့ဝါးအိမ်တွေရဲ့ဘလို့ဆောက်လုပ်လေးထရှိလဲဆိုတာကိုကျွန်တော်တို့လေ့လာရပါတယ်ပေါ့နော်အဲ့လိုစဉ်းစားတဲ့အခါကျတော့ကျွန်တော်တို့ဒီအိန္ဒိယကတက္ကသိုလ်တစ်ခုကပါမောက္ခရဲ့အကူအညီနဲ့ဘလို့ဆောက်အောင်လဲဆိုတာကိုကျွန်တော်တို့လေ့လာခဲ့ပါတယ်နောက်တစ်ခုကျတော့ကျွန်တော်တို့ဒီရရွာလူထုနဲ့ကျွန်တော်တို့ဆွေးနွေးတဲ့အခါမှာအမိုးအကာနဲ့လုံခြုံရှိတဲ့ရေချိုးခန်းတွေပါလို့ရှိရင်တော့ပိုကောင်းမယ်ပေါ့နော်ဒါသူတို့သမီးအတွက်ဆိုလို့ရှိရင်ပိုအဆင်ပြေမယ်ဆိုပြီးတော့မှဒါမျိုးတွေကိုလည်းသူတို့တွေပြောခဲ့တာတွေရှိရပေါ့နော်ရေချိုးခန်းလေးပါထိပြီးလို့ရှိရင်ပိုကောင်းမယ်ပိုအဆင်ပြေမယ်ပေါ့နော်ဘာလို့ဆိုတော့ဒီနေ့မှရေချိုးခန်းတွေလည်းတိတ်မရှိကြဘူးလေဒီလိုရေလေးပဲချိုးကြတာများတယ်အဲကြောင့်အမျိုးသမီးတွေတော့မလုံးချုံလို့အဲ့ဒီစိတ်ကူးလေးနဲ့တောင်းလိုက်တာပေါ့ရှင်ပါပြီရှင်ပါတယ်ရှင်တကယ်ကျမတို့တောင်းဆိုတဲ့အတိုင်းပါလာတယ်ရှင်ပြောတာပေါ့ကိုယ်တန်လေးခုပြောချင်တာတွေလည်းပြောရတယ်ကိုယ်တန်လေးဟိုကြားရတာဆိုတော့